ကလေးတွေတုပ်ကွေးမဖြစ်စေဘူးဘလို့ကာကွယ်မလဲအသက်ငယ်တဲ့ကလေးတွေမှာကိုယ်ခံအားနည်းတဲ့အတွက်လူကြီးတွေထက်ပိုပြီးဖျားနာနိုင်ခြေယောဂပိုးကူးစက်နိုင်ခြေပိုများပါတယ်အရွယ်ငယ်သေးတဲ့ကလေးတွေအထူးသဖြင့်အသက်2 နှစ်အောက်ကလေးတွေမှာတုပ်ကွေးကူးစက်နိုင်ခြေမြင့်တဲ့အပြင်သေဆုံးနိုင်သည့်အထိယောဂလက္ခဏာပြင်းထန်နိုင်ပါတယ်ကာကွယ်ဆေးထိုးထားတဲ့ကလေးတွေကအသက်6 လကနေ9 နှစ်အတွင်းကလေးငယ်တွေအဆုတ်ကျန်းမာရေးမကောင်းတဲ့ကလေးတွေနှလုံးကျန်းမာရေးအားနည်းတဲ့ကလေးတွေကိုယ်ခံအားနည်းတဲ့ကလေးတွေကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေ HIV ပိုးကူးစက်ခံထားရတဲ့ကလေးတွေစီးချိုရောဂါရှိနေတဲ့ကလေးတွေကြောက်ကက်ကျန်းမာရေးမကောင်းတဲ့ကလေးတွေအဝလွန်နေတဲ့ကလေးတွေသွေးအားနည်းရောဂါရှိတဲ့ကလေးတွေမဖြစ်မနေတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်တုပ်ကွေးကာကွယ်ဆေးဘလို့အလုပ်လုပ်တာလဲတုပ်ကွေးရောဂါကနေအထိရောက်ဆုံးကာကွယ်ပေးနိုင်မဲ့အလွယ်ကူဆုံးနည်းလမ်းကတော့တုပ်ကွေးကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်ကာကွယ်ဆေးထိုးလိုက်တဲ့အခါကလေးရဲ့ကိုယ်ခံအားနဲ့တွေ့သွားပြီးတုပ်ကွေးဗိုင်းရပ်စ်တွေကိုတိုက်ထုတ်ဖို့အန်တီဘော်တီတွေထုတ်လုပ်ပါတယ်တကယ်လို့တုပ်ကွေးကူးစက်ခံရတာအခါခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကတုပ်ကွေးကိုခုခံတိုက်ထုတ်ဖို့အသင့်ဖြစ်နေပါပြီတုပ်ကွေးကာကွယ်ဆေးထိုးပြီးချင်းအာနိသင်ပြလားထိုးပြီးတာနဲ့ချက်ချင်းတုပ်ကွေးကိုမကာကွယ်ပေးနိုင်သေးပါဘူးကာကွယ်ဆေးထိုးပြီး2 ပတ်ကြာမှစလို့အာနိသင်ပြမှာပါတုပ်ကွေးကာကွယ်နိုင်မဲ့ရိုးစင်းတဲ့နည်းလမ်းတွေတုပ်ကွေးကာကွယ်ဆေးထိုးပေးပါအသက်6 လနဲ့အထက်ကလေးတိုင်းကိုတုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးပေးဖို့လိုအပ်ပါတယ်အသက်6 လမပြည့်သေးတဲ့ကလေးတွေကိုတော့တုပ်ကွေးကာကွယ်ဆေးထိုးပေးလို့မရသေးတဲ့အတွက်မိဘတွေကလေးကိုပြုစုစောင့်ရှောက်တဲ့အနီးအနားမှာရှိနေတဲ့မိသားစုဝင်တွေကထိုးထားဖို့လိုအပ်ပါတယ်မိသားစုဝင်တွေမှာတုပ်ကွေးဖြစ်နေတယ်လို့တန်တရားရှိရင်တော့ကလေးနဲ့နီးနီးကပ်ကပ်နေတာမျိုးမလုပ်သင့်ပါဘူးလက်ကိုတေချာဆေးကြောပါလက်ဆေးတဲ့အလေးအကျင့်ဟာကလေးတွေကိုအေးမိဖျားနာကူးစက်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်မတန်ရှင်းတဲ့လက်နဲ့ပါးစပ်နှာခေါင်းထဲထည့်မိတဲ့အခါထမင်းစားမိတဲ့အခါမှာလက်မှာရှိတဲ့ယောဂပိုးမွှားတွေကကူးစက်ဝင်ရောက်လာပါတယ်လက်ဆေးတဲ့အခါမှာဆက်ပြတိုက်ပါဆက်ပြတိုက်တဲ့အခါမှာအမြုပ်ထအောင်တိုက်ဖို့အရေးကြီးပါတယ်လက်ချောင်းကြားလက်သေးကြားလက်ဖမိုးနေရာအနှံ့ကိုဆက်ပြနဲ့နှံ့ဆက်အောင်တိုက်ပေးပါအနည်းဆုံးစက္ကန့်20တိုက်ပြီးသွားပြီဆိုတော့မှရေနဲ့ဆက်ပြတွေပြောင်းစင်အောင်ဆေးကြောပါတန့်ရှင်းတဲ့လက်တုပ်ပွားနဲ့လက်ကို6 အောင်တုပ်ပါအပြင်ကပြန်လာတဲ့အခါနဲ့ဘယ်ရာဝတ္ထုကိုမဆိုကင်တွယ်ပြီးတိုင်းလက်ကိုတေချာဆေးကြောဖို့အတွက်အလေးကျင့်လုပ်ထားပေးပါလက်ကင်ပွားကိုအသုံးပြုပြီးချောင်းဆိုးပါလက်ကင်ပွားနဲ့ပါးစပ်အုပ်ပြီးချောင်းဆိုးနာချေတဲ့အခါမှာကိုယ်မှာရှိတဲ့ယောဂပိုးတွေကိုသူများတွေစီမကူးစက်နိုင်တော့ပါဘူးဒါကြောင့်ကလေးတွေကိုချောင်းဆိုးနာချေတဲ့အခါလက်ကင်ပွားဒါမှမဟုတ်တရှူးနဲ့ပါးစပ်ကိုအုပ်တဲ့အလေးကျင့်ကိုလုပ်ပေးထားပါကျန်းမာရေးကိုဂရုစိုက်ပါပြေဝစွာအနားယူပါအာဟာရပြေဝအောင်စားပါတကိုယ်ရည်တန့်ရှင်းဂရုစိုက်ပါလူစုလူဝေးကိုရှောင်ပါ